မြောက်ဖြစ်သောမာနရှိသည့်တပည့်များသည်ဆရာတို့အပေါ်ဝယ်ထော်လော်ကန့်လန့်ပြုတတ်ကြောင်းယင်းသို့ပြုလင်ကြီးစွာအရှက်ရကြောင်းဓမ္မုပဒေသဖော်ပြသည့်မူလပရိယာယဇာတကအထုပ်ပတ်ကိုလျှောက်ထားပါမည်ဗျာယင်းမူလပရိယာယဇာတကဒေသနာတော်အရင်မှာကာလောဂတတိဗုဒ္ဓာနိသဗ္ဗနေဝသဟတနာယောဇာကာလကသောဘုဒ္ဓသဗုဒ္ဓပစနိံပစီဘဟုနိနရတိတာနိလောမတာနိဗျာဟာနိသဂီဝတုပတိမုက္ကာနိကောစီဒေဝတာကန္နဝါဤကဲ့သို့ဟောတော်မူရင်းဖြစ်ပါသည်ဖျားယင်းသည်မူလပရိယာယဇာတကဒေသနာတော်မြတ်ကိုသဗ္ဗညုမြတ်စွာဘုရားသည်မြို့တီးစဉ်ကာလညအခါဝဲမိရှုတစောင်းကိုစိုက်ထောင်ကြစဉ်ပင်အချိန်ကောင်းရသည်ဖြင့်မြို့တီးခြင်းကိုအစွဲပြု၍ဥက္ကဋ္ဌဟူ၍အမည်ရသောမြို့၏အနီးကောင်းမြတ်တင့်တယ်ကျက်တရေရှိသဖြင့်သူဘကအမည်ရသောတောအုပ်ကြီးအတွင်းတရင်သုံးနေတော်မူစဉ်ကာလမာနတက်ကြွသောပုံနာယဟန်900တို့ကိုအကြောင်းပြု၍မူလပရိယာယသုတ်တံဒေသနာတော်မြတ်ဟောတော်မူခဲ့ခြင်းကိုအရင်ပြု၍ဟောကြားတော်မူခြင်းဖြစ်ပါသည်ထိုအကြောင်းအရာကိုအထကထာ၌ကာလောကတတိဗုဒ္ဓနိသဗ္ဗနေဝကာလောကတတိဗုဒ္ဓနိတိဣဒံသတ္ထာဥက္ကထံနေသာယသူဘဂဝနေဝိဟရံတော်မူလပရိယာယသုတ်တံတံအာရဘဂထေတိအစရှိသည်ဖြင့်ဖွင့်ပြပါသည်ကာလောကတတိဗုဒ္ဓနိအစရှိသောဂါထာနှစ်ပုဒ်တို့ဖြင့်တန်စာဆင်းအပ်သည့်ဤမူလပရိယာယဇာတကဓမ္မဒေသနာတော်မြတ်ကိုလူနတ်တို့၏ဆရာမြတ်စွာဘုရားသည်ဥက္ကဋ္ဌပြည်ကိုအမိပြု၍သူဘကအမည်ရှိသောတောဥအတွင်းသတင်းသုံးနေတော်မူစဉ်ကာလဝဲမူလပရိယာယသုတ်တံဒေသနာတော်မြတ်ကအကြောင်းပြု၍ဟောကြားတော်မူအပ်ပေသည်ဘုရားမြတ်စွာလက်ထက်တော်အခါ၌900အတိုင်းအရှိသောဗျမနဇဝင်ဗျမနအနွယ်ဝင်လူလင်တို့သည်ဘုရားမြတ်စွာသာသနာတော်အတွင်းရှင်ယဟန်ပြုလုပ်ကြပြီးလင်ပိဋကသုံးွယ်ကိုသင်ကြားတတ်မြောက်ကြ၍သုတပရိယတ္တိမာနရှိကြရကားသမ္မာသမ္ဗုဒ္ဓောပိတိနေဝပိဋကနိဇာနာတိမယံပိတာနိဇာနာမဧဝံတန္တေကိဉ္တတအံမေဟိနာနာကရဏံသမ္မာသမ္ဗုဒ္ဓောပိသဗ္ဗညုမြတ်စွာဘုရားလည်းပဲဒီနေဝပိဋကနိပိဋကသုံးပုံတို့ကိုသာလင်ဇာနာတိသိတော်မူ၏မယံပိငါတို့လည်းပဲတာဏိထိုပိဋကသုံးပုံတို့ကိုဇာနာမသိကြကုန်၏ဧဝံတန္တေဤသို့ဘုရားလည်းပိဋကသုံးပုံကိုသာသိငါတို့လည်းပိဋကသုံးပုံကိုသိကုန်သည်ရှိလတ်သောတန်တထိုမြတ်စွာဘုရား၏အမေဟိငါတို့နှင့်နာနာကရဏံထူးပြမှုသည်ကိန်းအဘယ်မှရှိအပ်နီသဗ္ဗညုမြတ်စွာဘုရားလည်းသုတ်တံဝိနိပိဋကတိဟုသောသုတ်တံဝိနိအဘိဓမ္မာတိဟုသောပိဋကသုံးပုံကိုသာလင်သိတော်မူ၏ငါတို့လည်းပဲဘုရားသဗ္ဗညုသိတော်မူသည်ပိဋကသုံးပုံကိုသိကြကုန်၏ယင်းသို့ပိဋကသုံးပုံကိုသိကြခြင်းအတူတူ
သဗ္ဗညုမြတ်စွာဘုရားကငါတို့တဲ့ဘာထူးအံ့ဤကဲ့သို့အကြံရှိကြသုတ္တပရိယတ္တိကိုမှီ၍မန်ရှိကြသဖြင့်ဘုရားထံမှအစီကမရောက်ဖဲရှိကြပါကုန်သည်မြတ်စွာဘုရားနှင့်ပฏิပက္ခဖြစ်၍နေကြပါကုန်သည်တနေ့သောအခါဝေထိုယဟန်တို့ဘုရားထံမှရောက်ရှိလာကြသည်တွင်သဗ္ဗညုမြတ်စွာဘုရားကထိုယဟန်တို့၏သုတ္တပရိယတ္တိကိုမှီ၍ဖြစ်သောမမ္မာနကျိုးစိမ့်သောငါယခုအခါဝေမျက်စိမှနိကေ၌သံဃာယနာတင်အပ်သောမူလပဏ္ဏသကသုတ်ပေါင်း900တို့အနက်ရှိဥစွာသံဃာယနာတင်အပ်သည့်မူလပရိယာယအမည်ရသောဒေသနာတော်မြတ်ကိုဟောတော်မူရာဝေပုထုဇဉ်ပုဂ္ဂိုလ်တို့အတွက်ပထဝီဝါဒအာဘောဝါဒတေဇောဝါဒဝါယောဝါဒဘုဒ္ဓဝါဒဒေဝဝါဒပဇာပတိဝါဒယမဝါဒအာဘန္တရဝါဒသုပကိဏဝါဒဝိဟဖလဝါဒအဘိဘူဝါဒအာဂသနိသာယတနာဝါဒဝိညာဏိသာယတနာဝါဒအာဂိဉ္စညာဝယတနာဝါဒနေဝသင်ညာနာသင်ညာယတနာဝါဒဒိဋ္ဌဝါဒသုတ္တဝါဒမုဒ္ဒဝါဒဝိညာတဝါဒဧကတ္တဝါဒနာနတ္တဝါဒသဗ္ဗဝါဒဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒတိဟုသောဝါဒငယ်24ပါးစီအပိုင်းပပ24ပိုင်းစီပါရှိသည့်ပုထုဇဏမဟာဝါဒကြီးသစ္ခမဟာဝါဒကြီးယဟန္တာပုဂ္ဂိုလ်သူမြတ်တို့အတွက်ပရိညာတမဟာဝါဒကြီးဝိတရာဂမဟာဝါဒကြီးဝိတဒေါသမဟာဝါဒကြီးဝိတမောဟမဟာဝါဒကြီးသဗ္ဗညုမြတ်စွာဘုရားအတွက်ပရိညာတန္တမဟာဝါဒကြီးတဏ္ဍခယမဟာဝါဒကြီးဒီဟုသောဝါဒကြီး7ပါးပါဠိအတိုင်းအရှိအားဖြင့်နှစ်ပါးနဝရအတိုင်းအရှိရှိသောမူလပရိယာယသုတ်တံဒေသနာတော်မြတ်ကိုသံဃာဓမ္မမူလပရိယာယံဝောဘိကဝေတေသတာမိတံသုနာထာသာဒုက္ခမနာတိကရောဓဘာသိတ္တာမိအစရှိလျက်ဤရာဘိကဝေအတုတဝါပုအတုတဝါပုထုဇနောအရိယနံအဒတဝိအရိယဓမ္မတအာကောဝိတော်ရိယဓမ္မေအဝိနိတောသံမုရိသနံအဒတဝိသံမုရိသဓမ္မတအာကောဝိတော်သံမုရိသဓမ္မေအဝိနိတောပထဝိပထဝီတောသင်္ဇာနာတိပထဝိပထဝီတောသင်ညတဝါပထဝိမင်းညတိပထဝီယာမင်းညတိပထဝီတောမင်းညတိပထဝိမေတိမင်းညတိပထဝီအပိနန္တိတံကိတ္တဟေတုအပရိညာတံတသတိဝဒာမိအစရှိသည်ဖြင့်ဝါဒကြီး7ပါးကိုအကျေတဝန့်သဗ္ဗညုမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည်သုတ္တပရိယကိုအမိပြု၍မမ္မာနာကြီးလာသောထိုယဟန်900တို့သည်ဤမူလပရိယာယသုတ်တံဒေသနာတော်မြတ်ကိုကြားနာလတ်သောအခါတစိုးတစည်းမျှမသိနိုင်ပဲရှိကြပါကုန်သည်ထိုအခါထိုယဟန်တို့ဤတဏ္ဍာ၌အကြံဖြစ်သည်ကားမယံအမေဟိတတိသာပန္တိဒါနာထိတိမာနံကရောမဣဒာနိပဏာနာကိဉ္စီဇာနာမဗုဒ္ဓေဟိတတိသောပန္တိတောနာမနာတိအဟောဗုဒ္ဓဂုဏနာမမယံငါတို့ကအမေဟိငါတို့နှင့်တတိသာတူကုန်သောပန္တိတာပညာရှိတို့သည်နတ္ထိမရှိကုန်
Iti ido Mana matingo garo ma pyujago Idani bana yaku akanaika Idani bana iyaku mula bariyaya dodam dinado myaku jana lato akanaika Kingsi de zone de kugo myana zana mangadu matijayago Bodhi mya safiado ne Dadi do du mya do pandito nama pinyashi midi nati Da zone de young mya loka we mashi jidaga Buddha guna nama tabinu mya safiai gong jezuro midi oho o amwe shiva bizwa Ige do jansi sinza mija bagondi Tuwa kama saywe Tunga yado Puna yahandu di pesha abido mamana shija gonghe Aswe no abido myuzo myu haudu bama Mama na kenga junundo duru pija bagondi Siado shimya do pia Saga chayu liauta bayazi Dida rombadaya niyata mana hudawa Uddata data wiya taba Nebi dewana zada hudo ibali nawe Lata ukata yamyata birandan wiya ridawa Withaling badawa withaling andawa godamaka siti godamaka sudandana magatedi Danda dahati loka dhatu kampi Dando dawade beku radam babu nendu hudo Ibali la jaw ayadu ma Mula bariyaya zagu hobi di Nawaka kala nai phizo ajaw ayadu phit ba da phit I mula bariyaya zabi song no kala ma Tho bali aya ajaw ayago set lyaw tha ba mi phia Abinu mya safeya igedu mula bariyaya dodam hoja da phit Tho puna yang ayadu Mama na kinkwa jado akatani tanai Yahano ashindu mya do di dhamma daba Nyimu ya dhamma yung adonai Audo ho buddha nam anubhavo Ngashindu phiya dago Anu bodhi o amwe shiva visa Dina ma vyamana pavasita tata mana mada mada Bhagavata mula pariyaya dedanaya niyata managata Vyamana pavasita puna myoma yaham pyuja gongdo Tata thudu do achin yaphin mana mada mada Mantong lwa chin di hudo yimu chin phit muyi yue ne ja gongdo Dina ma thu ngaya do yahandu gozin liyet Bhagavata bhuno dakhin shin bin phiyadi Mula pariyaya dedanaya mula pariyaya dodam dedana do mya phit Niyata mana pesha abido mamana shiri do ko kata pyuwa gongye Phaya dezo anubhoga amwe shiva visa Zo zingala pariyati ko ami pyuye mamana yauk jadi Puna yang ngaya do ko Tabinyu mya safyadi mula pariyaya dodam dedana do mya phit Manswe ju aung ning chu do mu ke ba bedi Ike do saka yahan do mya pyo ja yue ne sin tabinyu mya safya jwa la do mu la yue Kaya nudha bhikkhave etarahi kathaya tani daina Mahakaruna pyathan yue Bhikkhave yahan do mya o chita do etarahi yakhu nga phaya jwa la do akha kala nai Dome tin chinta do di kaya kathaya abhe myi do saka phit Tani daina nyimu siwe ja gong ni atha phit gong thani Ige do memyan lati do nyan do ashin myat do ka Imaya nama I amyi shi di Puna yang ngaya do ko tabinyu mya safya ka
မူလပရိယာယဓမ္မဒေသနာဖြင့်မန်ဆွဲကျိုးအောင်ဟောပြတော်မူခြင်းနှင့်စသောစကားဖြင့်စီမွေစည်းဝေးညီမှု၍နေကြပါကြောင်းတညီတညွတ်တိပြန်ပြောင်းလျောက်ထားလက်သည်တွင်သဗ္ဗညုမြတ်စွာဘုရားကနဘိခဝေဣဒာနေဝပုဗ္ဗေပါဟံဣမေဧဝံမာနပဂဟိတတိရေဝိစရန္တေနိယတမနံနိယတမာနေအာဂသိဉ္ယေဝါဘိခဝေယံတို့ဘိခဝေယံတို့များအိုချစ်သားတို့နဣဒာနေဝယခုအခါမှသာလင်မဟုတ်သေးပုဗ္ဗေပိရှေအခါကလေအဟံသင်တို့ဆရာငါဖေရသည်ဣမေဤငါရသောယံတို့ကိုဧဝံဤနိအတုပင်လင်မာနပဂဟိတတိရေမာနပဂဟိတတိရေမာနဖြင့်ရှိမြောက်အပ်သောဥခေါင်းရှိကုန်လျက်ဝိစရန္တေဓမ္မောမောတကြွားကြွားလှိလိကျဲစားသွားလာကြသည်တို့ကိုနိယတမာနေပေရှာအပ်ပြီးသောမမ္မာနရှိသည်တို့ကိုဝါပေရှာအပ်ပြီးသောမမ္မာနရှိအောင်အာကာသိဉ္ယေဝပြုခဲ့ဘူးသည်သာလျှင်ဒီဤကဲ့သို့အတိတ်အကြောင်းကိုအရိပ်အမြွတ်မြတ်သဗ္ဗညုမြတ်စွာဘုရားမိန့်ကြားတော်မူလက်သည်တွင်ယဟန်တော်များတောင်းပန်လျောက်ထားသဖြင့်အယသဗ္ဗညုအတိတ်ဝတ္ထုကိုတဖန်ပြန်၍ဟောကြားတော်မူလက်ပါသည်အတိတ်အကြောင်းသဗ္ဗညုမြတ်စွာဘုရားဆောင်းတော်မူသည့်အကြောင်းကိုအထငထာ၌အတ္တိတေဘာရဏတိယံပြမတ္တိရိသံဃာရင်တေဘောဓိတန္တောဗျာမနကုလေနိဗ္ဗာန်ဒိဋ္ဌဝါဝယပတ္တောဒိဏံဝေဒနံပါရကုတိတာပမောခောအာစရိယောဟုတ်တဝါပင်သမနဝကတတာနိမန္တေဝါစေတိအစရှိသည်ဖြင့်ဖွင့်ပြခဲ့ပါသည်အတိပ္ပယ်ဆိုလိုရင်မှာရှေးလွန်လေပြီးသောအခါဗာရာဏသီပြည်အရ၌ယမဒမင်းပြုစဉ်ဖရာအလောင်းသည်ပုံသားမျိုး၌ဖြစ်၍အရွယ်တော်မြောက်ရောက်လာသောအခါဘေဒင်သုံးမုံတို့၏အပြည့်အဆုံးသို့ရောက်တော်မူ၍အယမျက်နှာကြီးညာထင်ရှားသည့်ဒိသာပါမောက္ခအစေအာကြီးဖြစ်၍900အတိုင်းအရှိသောပြမနနွယ်ဝင်လူလင်းတို့ကိုဘေဒင်ကြမ်းများကိုသင်ကြားပူချပြသပေးလျက်ရှိကြသည်ဘုရားအလောင်းတို့မြည်သည်တပည့်တပန်းတို့ကိုပညာသင်ပေးသောအခါဆရာလက်ဆုပ်အာစရိယနယမဟုတ်ဟု၍အကျွမ်းအကြံမထားပဲသင်ကြားတော်မူလေရှိသည့်အတိုင်းမိမိတတ်သိသည်မျှဝေဒကျမ်း၌လာသောအချက်အလက်တို့ကိုဘုရားအလောင်းဒီသာပါမောက္ခဆရာကြီးသင်ကြားပေးသဖြင့်ထို900သောတပည့်တို့ဘေရင်ကြောင့်အဆုံးမြောက်တမြောက်လတ်သောအခါမေစီစစ်သောအရာဌာနကိုမေစီစစ်၍အပြည့်တွင်သုတ္တပရိယကိုအမိပြု၍မမ္မာနတက်ကြွလာကြသည်မှာယတကမယံဇာနာမအာစရိယောပိတတကမေဝဝိသေသောနတ္ထိမယံငါတို့သည်ယတကံအချင်းမြလောက်ဇာနာမသိကြကုန်၏အာစရိယောပိဆရာကြီးလည်းပဲတတကမေဝထိုငါတို့သိသလောက်ပင်လင်ဇာနာတိသိပေ၏ဝိသေသောဆရာကြီးတို့ဆရာကြီးနှင့်ငါတို့ထူးပြမှုသည်နတ္ထိမရှိဤကဲ့သို့နှလုံးသွင်းဖောက်ပြမှားယွင်းကြ၍ဆရာကြီးအထံသို့စီကယံလီမသွားကြကုန်ဆရာကြီးအပေါ်ဝဝကြီးဝငယ်ကိုလီမပြုကြကုန်ဝကြီးဝငယ်ကိုမပြုယုံဆရာထံအစီအကမရောက်ယုံမျှမကတနေ့သောအခါဝေဒိသာပါမောက္ခဆရာကြီးဇီးပင်တပင်ဤအဝေအနာပြေအပန်းပြေနာနေသောခဏထို900သောတပည့်တို့ရောက်လာကြ၍ဇီးပင်ကိုလက်သေးဖြင့်ချစ်ကြပြီးလဲနေသာရောဝါယံရုခောအယံရုခောဤသစ်ပင်ကြီးသည်နေသာရောဝအနှစ်သာရကင်းစွာတကား
ဆရာကြီးကိုရှုံချလို့သောစိတ်ထားဖြင့်ဤကဲ့သို့စောင်းပါရိတ်ချေပြောကြလာသည်တွင်ဒီသာပါမောက္ခဆရာမြတ်ကလည်းမိမိကိုရှုံချလို၍ပြောကြကြောင်းကောင်းစွာသိသည်ဖြစ်ရကားဧကံဟောပညာပု္ပ္စိတ်သာမိတပည့်တို့ငါသည်တပည့်တို့အားအမေပု္ပ္ပစာပြဒနာတစ်ခုကိုမေးမြန်းပေအပ်ဤကဲ့သို့စကားစလင်ပင်ထို900သောတပည့်တို့သည်ဝမ်းမြောက်ဝမ်းသာဖြစ်ကုန်လျက်ဝဒေထကတိတာမမေတော်မူပါကုန်မဆုတ်မဆိုင်ဟုတ်တိုင်းမှန်ရာလင်းမြန်းစွာဖြေဆိုကြပါကုန်အပ်ဤကဲ့သို့ရဲရဲတောက်စကားတပည့်တို့ပြန်ကြပြောဆိုလာသည်တွင်ဆရာကြီးကအမေပု္ပ္ပစာပြဒနာမေးလိုသည့်အတွက်ရှေးဥစွာဂါထာကိုရွတ်ဆိုတော်မူသည်မှာကာလောကတတိဗုဒ္ဓနိသဗ္ဗနေဝသဟတနာယောဇာကာလကသောဘုဒ္ဓသဗုဒ္ဓပစနိံပစီကာလောကတတိဗုဒ္ဓနိသဗ္ဗနေဝသဟတနာယောဇာကာလကသောဘုဒ္ဓသဗုဒ္ဓပစနိံပစီအန္တိဝတိကာဝအနိနေတပြည့်အပေါင်းတို့ကာလောအချိန်ကာလသည်ဘုဒ္ဓနိသတ္တဝါတို့ကိုအတ္တနာမိမိတည်းဟူသောအချိန်နှင့်သဟတကွဂတတိစား၍သာလျှင်သွားပါကြ၏ယောဇဘုဒ္ဓအကျဉ်သတ္တဝါသည်ကကာလကသောအချိန်ကာလကိုစားသောက်တတ်ပေ၏သသောထိုအချိန်ကာလကိုစားသောက်တဲ့သတ္တဝါသည်ဘုဒ္ဓပစနိံသတ္တဝါတို့ကိုချက်တတ်သည့်အရာကိုပစီမိမိကတဖန်ပြန်၍ချက်သည်မြည်တပည့်တို့ဤဂါထာ၌ဘုဒ္ဓ3မျိုးသတ္တဝါ3မျိုးပါရှိခဲ့သည်ကာလောကတတိဘုဒ္ဓနိ၌ပါရှိသောဘုဒ္ဓသတ္တဝါဟူသည်အဘယ်သတ္တဝါကိုဆိုလိုသနည်းယောဇာကာလကသောဘုဒ္ဓ၌ပါရှိသောဘုဒ္ဓသတ္တဝါဟူသည်အဘယ်သတ္တဝါကိုဆိုလိုသနည်းသဗုဒ္ဓပစနိံပစီ၌ပါရှိသောဘုဒ္ဓအယအဘယ်သတ္တဝါကိုကောက်ယူရမည်နည်းဤဂါထာ၏အဓိပ္ပာယ်အမောင်တို့ဖြေရှင်းကြကုန်လောဟူ၍ဒီသာပါမောက္ခဆရာကြီးမေးမြန်းလာသည်တွင်ထိုတပြည့်900တို့အနက်တယောက်သောသူမျှပင်အဖြေမှန်ကိုသိခြင်းကမစွမ်းနိုင်ကြပါကုန်ထိုအခါဒီသာပါမောက္ခဆရာကြီးကမာခောတုံမေယံပညောတိတုဝေတေတုအဋ္ဌိတိသင်္ညံအာကထာအန္တေဝတိကာတပြည့်အပေါင်းတို့ဒုံမေသင်တို့သည်အယံပညောဤပြတနာကဒီသူဝေတေတုဝေဒ3ဉာဏ်တို့၌ဝေဘေဒင်3ဘုံတို့၌အဋ္ဌိတိရှိဟု၍သင်္ညံမှတ်ထင်မှုကိုမှာအကထမပြုကြကုန်လေဒုံမေယမဟံဇာနာမိတန်တပံဇာနာမဟာတိမြညမာနာမံပတရိဒုက္ခတတိသံဃရောထာဒုံမေယမောင်တို့သည်ယံအကျင့်အကြောင်းအရာကိုအဟံငါသည်ဇာနာမိသိ၏တန်တပံထိုငါသိသည်မြအကြောင်းအရာဥဒ္ဒုံအလုံးစုံကိုမယံငါတို့လည်းပဲဇာနာမသိကြကုန်၏ဣတိဤသို့မြင်ညမာနာအောင်မေမထင်ကြကုန်သည်ဖြစ်၍မင်္ဂကိုစဉ်လျက်ဗတရိဒုက္ခတတိသံဇီးပင်အလားအနှစ်မရှိတဲ့ပုဂ္ဂိုလ်အဖြစ်ကိုကတ္တဝါပြု၍ဇီးပင်အလားအနှစ်မရှိသည့်ပုဂ္ဂိုလ်အဖြစ်ကိုကရောထပြုကြကုန်၏မမတုံမေဤအညာတတ္တဘဟုနောဇာနနဘာဝနဇာနာထမမငါဤတုံမေဤသင်တို့သည်အညာတတ္တမသိအပ်သေးသောဘဟုနောများစွာသောအကြောင်းအရာကိုဇာနနဘာဝံသိသည်အဖြစ်ကိုနဇာနာထအမောင်တို့မသိကြကုန်ကိစ္စထတတ္တဓိဝတိကာလန္ဓမီကိစ္စထသွားကြကုန်
သတ္တဓိဝတိခုနှစ်ရက်တို့ကိုကာလံချိန်ကာလကိုဓမ္မိပေးပေ၏တတကေဣတကေနကာလေနဣမံပညာစိန်တေထဣတကေနဤမြခုနှစ်ရက်အတိုင်းအရှိရှိသောကာလေနအခါကာလဖြင့်ဣမံပညာဤပြဒနာကိုစိန်တေထကြံစီကြကုန်လောတပည့်တို့ဤယခုဆရာမေးတဲ့ပြဒနာကဗေဒင်သုံးပုံ၌ပါတယ်လို့များမမှတ်ကြကုန်လဲအမောင်းတို့ကငါသိသလောက်ငါတို့လည်းသိကြတာပဲဟုအောက်မေးမှထင်ကြပြီလဲငါကိုသောမှဇီးပင်အလားအနှစ်မရှိတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ပြုကြပြောကြဆိုကြကုန်သည်အမောင်းတို့သည်အမောင်းတို့မသိတဲ့များစွာသောအချက်ကိုငါသိတဲ့အကြောင်းကောင်းစွာမသိကြကုန်ကိုင်းသွားကြကုန်ခုနှစ်ရက်အမောင်တို့ကိုအချိန်ပေးလိုက်အံ့ဤခုနှစ်ရက်အတွင်းဤယခုမေးတဲ့ပြဿနာကိုအမောင်တို့စဉ်းစားကြကုန်ဤကဲ့သို့ဆို၍တပည့်900တို့ကိုလွတ်လိုက်ပါသည်900သောတပည့်တို့လိမိမိနေရာအသီးသီးတို့ရောက်ရှိကြပြီလင်ထိုပြဿနာကိုအဖန်ဖန်ဆင်ခြင်စဉ်းစားလာတော်လေအဆုံးကို၎င်းအစကို၎င်းတူတယောက်မျှမသိကြကုန်ပဲခုနှစ်ရက်လွန်မြောက်ခုနှစ်ရက်မြောက်ရောက်လာသောကာလဝယ်ဆရာကြီးထမ်းမောက်တညီတညွတ်ထီလာရောက်ရှိခိုး၍သင်အလျောက်ပါသောအရာ၌နေထိုင်ကြပါသည်ထိုအခါဆရာကြီးကဂိဉ္ဗတရမုခာဇာနိဋ္ဌပညာဗန္ဒရမုခာဗန္ဒရမုခမျက်လာလှသည့်အမောင်တို့ဂိဉ္အသို့နေပညာပြဿနာကိုဇာနိဋ္ဌအပိုင်းခြားထင်ထင်သိမြင်ကြကုန်ပြီလားဤကဲ့သို့ဆရာကြီးကမေးမြန်းလာသောအခါနဇာနာမတစိုးတစီကျွန်တော်တို့မသိပါကုန်ဤကဲ့သို့တညီတညွတ်ထီပြောဆိုလျောက်ထားလက်သည်တွင်ဖျက်အလောင်းကထို900သောတပည့်တို့ကိုအမေပု္ပ္ပာပြဿနာကိုမဖြေမီပင်လင်ရှိဥစွာကဲ့ရဲ့ရှုံချတော်မူလိုရကဘဟုနိနရတိသနိလောမတာနိပြဟာနိသဂီဝတုပတိမုက္ခဏိကောစီဒေဝထကန္နဝါဘဟုနိနရတိသနိလောမတာနိပြဟာနိသဂီဝတုပတိမုက္ခဏိကောစီဒေဝထကန္နဝါအန္တေဝတိကအန္တေဝတိကတပည့်အပေါင်းတို့နရတိသနိလူအုပ်ခေါင်းတို့သည်ဘဟုနိလူတယောက်လင်အုပ်ခေါင်းတစ်လုံးကြစီရှိသဖြင့်များလှကုန်၏ဒါနိထိုလူဤအုပ်ခေါင်းတိုင်းအုပ်ခေါင်းတိုင်းမှန်သမျှတို့သည်လောမတာနိသသံပင်ကိုစီပေါက်ရောက်လျက်လေးရှိပါပေကုန်၏ဗျာဟာနိသာထံသီလုံးကံပမာဏကြီးလိကြီးလာပါပေကုန်၏ဂီဝတုလည်းပင်တို့၌ပတိမုက္ခဏိဥခေါင်းတိုင်းပင်စွလျက်တတ်လျက်ရှိကြပါကုန်၏ဣထာဤလူဤဥခေါင်းပေါင်းများစွာတို့အနက်ဣထာဤသင်္ချာများတောင်လူဥခေါင်းတို့အနက်ကန္နဝါဉာဏ်ပညာဒီဟုသောနာရှိတဲ့ဥခေါင်းကကောစီဒေဝအနည်းငယ်မြမပြောပလောက်ချေတလုံးတလေးသားလင်ရှိတုံးကြီးတပည့်တို့လူတယောက်လင်အုတ်ခေါင်းတစ်လုံးကြလူတယောက်လင်အုတ်ခေါင်းတစ်လုံးကြရှိသဖြင့်ဤလောကဝဲလူအုတ်ခေါင်းတို့ကများလာကုန်ကြီးအုတ်ခေါင်းတိုင်းမှာပင်လင်သံမင်ကိုစီပေါက်ရောက်လျက်ရှိကုန်၏အုတ်ခေါင်းတိုင်းပင်လင်ထန်ဒီလုံးကပမာဏကြီးကြကုန်၏အုတ်ခေါင်းတိုင်းပင်လင်သတိကိုကဲ့သို့လက်ဖြင့်ဆွဲ၍ထားသည်မဟုတ်အုတ်ခေါင်းတိုင်းပင်လင်လူတိုင်းဤလဲပင်မှာစွလျက်သားရှိကုန်၏လူမှန်ကအုတ်ခေါင်းပေါက်ခြင်းအုတ်ခေါင်းမှန်ကသပင်ပေါက်ခြင်းအုတ်ခေါင်းမှန်ကထန်သည်လုံးကပမာဏကြီးကြတာချင်း
အိုခေါင်းနိုင်လဲပင်မှာစွတ်ထားခြင်းတူသည်ကိုဟူညီပြီဟူ၍မမှတ်ယူရဤသို့မြာတောင်လူအုပ်ခေါင်းလူအ내ဉာဏ်ပညာဒီဟုသောနာရှိတဲ့အုပ်ခေါင်းကတယောက်တလေတလုံးတလေမြသာလင်ပါရှိ၏ဤကဲ့သို့ကဲ့ရဲ့စကားမိန်ကြတော်မူပြီလင်ဖယားအလောင်းဒီသာပါမောက္ခဆရာကအမောင်တို့ငါမေးရင်ဖြစ်သောကာလောကတတိဗုဒ္ဓနိသဗ္ဗနေဝသဟတနာယောဇာကာလကသောဘုဒ္ဓသဗ္ဗုဒ္ဓပစနိံပစီဟုသောဤဂါထာ၌ကာလောကတတိဗုဒ္ဓနိသဗ္ဗနေဝသဟတနာဟုသောဂါထာရှိထက်ဝဲအယကာလောနတ်နှင့်အခါအစရှိသောအချိန်ကာလသည်သဗ္ဗနေဝအလုံးစုံသာလင်ဖြစ်ကုန်သောဘုဒ္ဓနိသတ္တဝါတို့ကိုအတ္တနာမိမိဟုဆိုသောအချိန်ကာလနှင့်သဟတကွဂတတိစား၍နေ၏ဤဂါထာရှိတဲ့ဝ၌ပါသောဘုဒ္ဓအယသတ္တဝါရှိသမျှဥဒ္ဒုံအလုံးစုံကိုပင်ယူရမည်နတ်နှင့်အခါအစရှိသောအချိန်ကာလသည်သတ္တဝါတို့ကိုစားသည်ဆိုရ၌သတ္တဝါတို့၏အသအသွေးကိုနှုတ်၍စားသည်မဟုတ်စင်စစ်သောကအချိန်ကာလသည်သတ္တဝါတို့၏အစဉ်ကိုကုံစေ၍၎င်းခွန်အားကိုကုံစေ၍၎င်းအသက်တန်းကိုကုံစေ၍၎င်းအနာရောဂါကင်းခြင်းကိုပယ်ရှား၍၎င်းအရွယ်နုပြိုခြင်းကိုနှိမ်လင်း၍၎င်းသွားသည်ကိုပင်လင်အချိန်ကာလကသတ္တဝါတွေကိုစားသည်ဟု၍ခေါ်ဆိုသည်အချိန်ကာလသည်သတ္တဝါမှန်သမျှကိုဤနည်းဖြင့်စားတော်၍နေ၏နတ်နှင့်အခါအစရှိသောအချိန်ကာလသည်သတ္တဝါတို့ကိုသာဤဆိုအပ်ပြီးသောနည်းဖြင့်စားတော်၍နေသည်မဟုတ်သေးမိမိကိုယ်ကိုယ်လီစားတော်၍နေပေ၏နတ်နှင့်ဖြစ်သောအခါကာလသည်နေ့လေချမ်းအချိန်တို့မလိုက်ပါမရောက်နိုင်ထိုနတ်နှင့်မှာပင်ကုံဆုံးလေရကနတ်နှင့်ဖြစ်သောအချိန်ကာလကနတ်နှင့်အခါကိုပင်စားတော်၍သွားကြ၏မွန်းလွယ်ကာလကမွန်းလွယ်အချိန်ကိုစားတော်၍သွားကြ၏မွန်းလွယ်ဖြစ်သောအချိန်ကာလသည်ညနေချမ်းအခါသို့မရောက်မိမိမွန်းလွယ်အချိန်မှာပင်လင်ကုံဆုံးလေရကမွန်းလွယ်အချိန်ကပင်မွန်းလွယ်အချိန်ကိုစားတော့၍သွားသည်ဟုဆိုရပေသည်ထိုအတူညနေချမ်းကာလညဥယံကာလသံဃောင်ယံကာလမိုးတော်ယံကာလတို့လေတစ်ချိန်သောအချိန်ကာလသည်နောက်တစ်ချိန်သို့မရောက်ဖဲမိမိတို့အချိန်မှာပင်လင်ကုံဆုံးလေရကမိမိတို့အချိန်ကပင်မိမိကိုစားသည်ဟု၍ခေါ်ဆိုရသည်အမေပု္ပ္ပာပြတနာဂါထာတတိယပါဒ၌လာရှိသောယောဇကာလကသောဘုဒ္ဓအယယောဇဘုဒ္ဓအကျင့်သတ္တဝါသည်ကဟူသောစကားအယအချိန်ကာလကိုစားသည့်သတ္တဝါဟူသည်အာသဝကုံခန့်ယဟန္တာကိုဆိုလိုသည်ထိုအာသဝကုံခန့်ယဟန္တာအရှင်သူမြတ်သည်အဘယ်ကာလကိုစားသနည်းဟုမူကားယဟန္တာအကယ်၍မဖြစ်လင်သုတိဤနောက်ဝယ်ရောက်ရှိရမည်ရရှိရမည်ဖြစ်ပွားရမည်ပฏิသန္ဓေကာလပေါင်းမြောင်များစွာရှိသည်ယဟန္တာအရှင်သူမြတ်သည်ပရိနိဗ္ဗာန်သုတိမှနောက်ကာလဝယ်တစုံတစ်ခုသောဘဝဂတိယောနိဝိညာဏထိတိမှဘဝပฏิသန္ဓေတဖန်မနေသဖြင့်နောင်အနာကပฏิသန္ဓေနေရမည်အချိန်ကာလကိုစားတော့သည်မည်သည့်အတွက်ယောဇကာလကသောဘုဒ္ဓယောဇဘုဒ္ဓအကျင့်အာသဝကုံခန့်ယဟန္တာတိဟုသောသတ္တဝါသည်ကကာလကသောပฏิသန္ဓေမှကာလကသောနောက်အခါဝေပฏิသန္ဓေနေရမယ်အချိန်ကာလကိုမိကစားတော့၍ပြစ်ပေ၏ဤကဲ့သို့ဆိုခြင်းဖြစ်သည်သဗ္ဗုဒ္ဓပစနိံပစီဟုသောဂါထာစတုဋ္ဌဗိုက်လာဘုဒ္ဓအယပฏิသန္ဓေကာလကိုစားတော့သောယဟန္တာသခင်အရှင်သူမြတ်သည်
အပေဘုံသာတတ္တဝါတို့ကိုအပေဘုံ၌လောင်မြိုက်တတ်သည်တဏှာဒီဟူသောအပေမီကိုမိမိကတဖန်ပြန်၍လောင်မြိုက်ဖြစ်စီသည်မြည်ကြသည်တို့ရာကစတုဒ္ဓပါဒ၌လာရှိသောဘုဒ္ဓအယအပေဘုံသာတတ္တဝါတို့ကိုယူရမည်ဤအနှင့်အဓိပ္ပာယ်ကိုရည်၍သာဗုဒ္ဓပစ္စနိပစိသာသောထိုအာသဝောကုန်ခန်းယန္တာအရှင်သူမြတ်သည်ဘုဒ္ဓပစ္စနိအပေဘုံသာတတ္တဝါများတို့ကိုလောင်မြိုက်တတ်သည်တဏှာလောဘကိုပစိမိမိကတဖန်ပြန်၍ကြိုချက်သည်မြည်ပေ၏ဟု၍ဆိုအပ်သည်ဂါထာတစ်ခုလုံးခြုံ၍အ내ယောဇနာတော်ကအဖြေနှင့်တကွာဂါထာတစ်ခုလုံးခြုံ၍အ내ယောဇနာလတ်တော်ကကာလောကတတိဘူတာနိသဗ္ဗနေဝသဟတနာယောဇာကာလကသောဘုဒ္ဓသဗုဒ္ဓပစ္စနိပစီအန္တေဝတိကာနီနေများတောင်အိုတပြည့်အပေါင်းတို့ကာလောနာနဲ့အခါနေ့လေအခါအစရှိသောအချိန်ကာလသည်အတ္တနာမိမိဟုဆိုအပ်သောအချိန်ကာလနှင့်သဟတကွသဗ္ဗနေဝကျွမ်းမဲ့ဥဒ္ဒုံတယောက်မကြံအလုံးစုံသာလင်ဖြစ်ကုန်သောဘူတာနိသတ္တဝါမှန်မှန်သမျှတို့ကိုဂတတိစားသောက်၍နေပြီယောဇာဘူတောအာသဝောကုန်ခန့်အကျင့်ယဟန္တာတိဟုသောတတ္တဝါသည်ကကာလဂသောနောဝနာကပฏิသန္တိနေရမည်ကာလကိုမိမိကစားသောက်ပြီသသောအနာဂပฏิသန္တိနေရမည်ကာလကိုအရဟတမေကုံစေအရဟတမေဖြင့်ကုံစေရကစားသောက်သည်မြည်သောထိုယဟန္တာသခင်အရှင်သူမြတ်သည်ဘုဒ္ဓပစ္စနိယပေဘုံသာတရဝါတို့ကိုလောင်မြိုက်တတ်သည့်တဏှာလောဘကိုပစီမိမိကတဖန်လောင်မြိုက်ပြန်ပေ၏ဤကဲ့သို့ဆိုလိုရင်းဖြစ်သည်ဟုတပည့်တို့ကိုဒိသပါမောက္ခဆရာဖြေကြားလတ်သည်တွင်ထိုတပည့်တို့သည်အဟောအာစရိယာနာမမဟန္တာအာစရိယာနာမဆရာသခင်ကျေးဇူးရှင်တို့မြည်သည်အဟောမဟန္တာအိုကြီးကျယ်မြင့်မြတ်လှကုန်စွာတကားဤကဲ့သို့ချီးကျူးအံ့ဩ၍ဆရာကြီးကိုကတော့ပြီးလင်ရှေးကတဲ့ပိုတိုး၍ရှေးကတဲ့တိုး၍မာမာနနှိမ့်ချပြီးလင်ဆရာကြီးကိုပြုစုလှုပ်ကြွေးမြဲတိုင်းလှုပ်ကြွေးကြပါသည်လူနာတို့ဤဆရာမြတ်စွာဘုရားသည်ဤမူလပရိယာယဇာတကဓမ္မဒေသနာကိုဆောင်းတော်မူပြီးသကာလจิตတယဟန်တို့ထိုစဉ်အခါ900သောလူလင်းတို့သည်ယခုအခါဤပုံနာယဟန်900တို့ဖြစ်ကြကုန်မည်ထိုစဉ်အခါဒိသပါမောက္ခဆရာသည်ယခုအခါငါဖေယဖြစ်လပ်ပြီဟုဇတ်တော်ကိုပေါင်းတော်မူခဲ့ပါသည်ဤအကြောင်းဝဋ္ဌကထာ၌သာတာဤမန္တမဒေသနာအာဟာရိတဝဇာတကံသမောဒာနေတိတတပြင်းစတတမာနဝကဣမေဘိက္ခုအဟေတုံအာစရိယောပါဏအာမေဝအဟောသိင်တိဟု၍ဖွင့်ပြတော်မူခဲ့ပါသည်တတ္ထာလူနတ်တို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဣမံဓမ္မဒေသနာဤမူလပရိယာယဇာတကဓမ္မဒေသနာကိုအာရိတဝါဆောင်တော်မူ၍ဘေကဝေယံတော်များဥချေသားတို့တတ္ထာထိုစဉ်ကာလ၌ပင်စတတာမာနဝက900သောလူလင်တို့သည်ဣဒာနိယခုအခါ၌ဣမေဘိက္ခုဤယဟန်900တို့သည်အဟေတုံဖြစ်ကြကုန်မည်ဣဒာနိယခုအခါ၌အာမေဝငါဖေယသည်ပင်လည်းတတ္ထာထိုစဉ်ကာလ၌အာစရိယောဒိသပါမောက္ခဆရာသည်အဟောသိင်ဖြစ်ခဲ့လေပြီဣတိဤသို့ဇာတကံဇတ်တော်ကိုသမောဒာနေသိပေါင်းခဲ့လေပြီဤသို့လင်မူလပရိယာယဇာတကဓမ္မဒေသနာကိုကြားပြည့်လတ်သောအခါထိုပုံနာယဟန်900တို့သည်ပုဗ္ဗေပိမယံမာနေနေဝဥပဟတာမယံငါတို့သည်ပုဗ္ဗေပိအတိတ်ဝေးစွာဟိုရှိအခါတုန်းကလည်းပဲမာနေနေဝယခုသဗ္ဗညုမြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်းသဗ္ဗညုမြတ်စွာဘုရားဟောကြားတော်မူသဖြင့်သိရပြီမာမာနဖြင့်ပင်လင်ဥပါဟတာဖြစ်စီအပ်ခဲ့ကုန်လေပြီဤကဲ့သို့တတိတံဝေကကြည်စွာရ၍အတိုင်းတဲ့အလွန်
နှိမ့်ချတော်မမနာရှိကြပြီလင်မိမိတို့အားကျေးဇူးများမြည်ကမ္မထံတရားလင်လေလျောင်းရာရှိကြပါကုန်သည်မိမိတို့အားကျေးဇူးများမြည်ကမ္မထံတရားပွားများကြိုးကိုအားထုတ်ကြပါကုန်သည်ဤအကြောင်းကိုမေဇိမနိကာယမူလပဏ္ဏသအထကထာမူလပရိယာယသုတ်တံအဖွင့်သံဝန္ဒနာ၌ဣမင်းစဇာတကံသုတ်တဝတေဘိက္ခုမယံပုပ္ပုဗ္ဗေပိမယံမာနေဝဥပဟတာတိဘေညောသောမတ္တယာနိယတမာနာဟုတ်တဝအတ္တနောဥပကာရကကမ္မထာနပရယနာဟေတုဤကဲ့သို့ဖွင့်ပြတော်မူခဲ့ပါသည်ထို့နောက်သဗ္ဗညုမြတ်စွာဘုရားသည်ဥက္ကဋ္ဌမြို့၌ခြေကျွတ်သင်သောတတ္တဝါတို့ရှိသည်မြတ်တရင်သုံးနေတော်မူပြည်လင်သနဗရာစာဒေသစာရီကြွချီတော်မူလသောအခါဝေသာလီပြည်အရသို့ရောက်ရှိခဲ့ပါသည်ဝေသာလီပြည်သို့ရောက်၍ဂေါတမကအမည်ရှိသောနတ်ကွန်း၌တရင်သုံးနေတော်မူစဉ်အင်္ဂုတ္တရနိကေတိကနိပါဒ၌သံဃာယနာတင်အပ်သည့်လျောက်ဆိုလက်တန်သောဂေါတမကသုတ်တံအမည်ရသောသုတ်တံဒေသနာတော်မြတ်ကိုလီဤပုံနာယဟံ900တို့ကိုပင်အကြောင်းပြု၍အဘိညာယဟံဘိက္ခဝေဓမ္မံဒေသိမိနောအနအဘိညာယသနိဒါနာဟံဘိက္ခဝေဓမ္မံဒေသိမိနောအနိဒါနာယသဗ္ဗတိဟာရိယံဘိက္ခဝေဓမ္မံဒေသိမိနောအပ္ပတိဟာရိယံတသမေရှံဘိက္ခဝေပညာယဓမ္မံဒေတယတောနောအနပညာယသနိဒါနံဓမ္မံဒေတယတောနောအနိဒါနံသဗ္ဗတိဟာရိယံဓမ္မံဒေတယတောနောအပ္ပတိဟာရိယံအလင်းစာပနာဝောဘိက္ခဝေတုဋ္ဌိယအလံအတ္တမနတာယအလံသောမနတာယသမ္မာသမ္ဗုဒ္ဓောဘဂဝါသောခါတောဓမ္မောသုပတိပန္နောသံဃောတိဘေကဝေယံတော်များဥချေသားတို့ဤဂေါတမကသုတ်တံကိုဟောတော်မူရခြင်းရဲ့အကြောင်းရင်းမှာထိုငါရသောယဟန်တို့သည်မူလပရိယာယသုတ်တံကိုကြာနာပြည်သကာလတစ်စုံတစ်ခုကိုမျှမသိနိုင်ပဲရှိရကမြတ်စွာဘုရားသည်ကိုတော်မြတ်၏နှုတ်တော်မှောက်ရောက်လာသည့်စကားကိုပြောကြားတော်မူလေသည်ဟုကဲ့ရဲ့ကျုံချစကားပြောကြားကြပါသည်ထိုယံတို့မာမာနပျက်စီးပြီးလင်အရဟတဖို့ပေါက်ရောက်ရှိကြစိမ့်သောငါလျောက်ဆိုရပါဖြစ်သောဂေါတမကသုတ်တံဒေသနာတော်များကိုဟောကြားတော်မူခြင်းဖြစ်ပါသည်ဘေကဝေယံတော်များအိုချစ်သား900တို့အဟံသင်တို့ဆရာငါဖျားသည်အဘိညာယခန္ဓာကဤ၍ဤမြအာယတနာကဤ၍ဤမြဓာကဤ၍ဤမြသစ္စာကဤ၍ဤမြသတိပဋ္ဌာန်သမ္မပဋ္ဌာန်ဣတိပဣန္ဒြေဘူပုဇင်မခင်ကဤ၍ဤမြဤတရားဟုပိုင်းခြားအထင်တင်သိမြင်ပြီးမှသာလျှင်ဓမ္မတရားကိုဒေသိမိဟောကြားပြီးအနပညာယပိုင်းခြားထင်တင်မသိမြင်မဲနဒေသိနောဒေသိမိတရားကိုငါမဟောဘေကဝေယံတော်များဥချေတ900တို့အဟံသင်တို့ဆရာငါဖျားသည်သဏိဒါနံအကြောင်းဏိဒံရှိသည်သာလင်းဖြစ်သောဓမ္မံတရားကိုဒေသိမိဟောကြား၏အဏိဒါနံအကြောင်းဏိဒံမရှိတဲ့ဓမ္မံတရားကိုနောဒေသိမိမဟောကြားဘိက္ခဝေယံတော်များဥချေသားတို့အဟံသင်တို့ဆရာငါဖျားသည်သဗ္ဗတိဟာရိယံဆန့်ကျင်ဘက်ကိလေသာတို့ကိုပယ်ရှားခြင်းရှိသည်သာလင်းဖြစ်သောဝါ1500ကိလေသာယံသူတို့ပဲဖြောက်နိုင်ကြောင်းကောင်းမြတ်သည်သာလင်ဖြစ်သောဓမ္မံတရားကိုဒေသိမိဟော၏အပ္ပါတိဟာရိယံဆန့်ကျင်ဘက်ကိလေသာ1500ကိုမပယ်ရှားနိုင်သောဓမ္မံတရားကိုနောဒေသိမိဘယ်သောအခါမျှငါဖျားမဟောကြားဘေကဝေယံတော်များဥချေသားတို့ဘေကဝေယံတော်များဥချေသားတို့အဘိညာယပိုင်းခြားထင်သိမြင်ပြီးမှနောအနာဘိညာယမသိသည်မဟုတ်ဖဲဓမ္မံတရားကိုဒေသယတော်ဟောကြားတော်မူသော
သနိဒာနံဓမ္မံဒေတယတောနောအနိဒာနံအကြောင်းနိဒံရှိတဲ့တရားကိုဟောကြား၍အကြောင်းနိဒံမရှိတဲ့တရားကိုမဟောကြားသောသဗ္ဗတိဟာရိယံဓမ္မံဒေတယတောနောအပ္ပတိဟာရိယံဆန့်ကျင်ဘက်ကိလေသာတို့ပယ်ရှားနိုင်တဲ့တရားကိုသာဟောကြား၍ဆန့်ကျင်ဘက်ကိလေသာတို့ကိုမပယ်ရှားနိုင်တဲ့တရားကိုပယ်သောအခါမျှဟောကြားလေရှိတော်မမူသောတတမေရှံထိုငါဖရာသည်ဩဝါဒောအဆုံးအမကိုကရဏီယောပြုအပ်ပြီအနုသာသနီတဖန်ထား၍ဆုံးမမှုကိုကရဏီယပြုအပ်ပြီအလင်းစပနာဝဘေခဝေဒုဋ္ဌိယအလံအတ္တမနတာယအလံသောမနတာယသမ္မာသမ္ဗုဒ္ဓောဘဂဝါသောခတောဓမ္မောသုပတိပန္နောသံဃောတိဘေခဝေယံတော်မြတ်ဥချေသာတို့တသမသုယကဟောတုံမေဤသင်္ချေသာတို့သည်ဘဂဝါဘုန်းတော်သခင်ရှင်မင်းဘုရားကသမ္မာသမ္ဗုဒ္ဓောမဖောက်မပြန်ကြီးရတရားပိုင်းခြားထင်ထင်သိမြင်တော်မူပေစွာတကားဓမ္မောတရားကိုသောခတော်အစလည်းဆုံးသုံးမဆုံးကောင်းခြင်းကုန်းနဲ့ပြည့်စုံစွာဟောကြားအပ်ခဲ့လေစွာတကားသံဃောပရမတ္ထာရိယသင်္ဃာတော်များအပေါင်းသည်သုပတိပန္နောလောဘဒေါသမောဟငြိမ်းချောင်းကောင်းမွန်စွာကျင့်ကြံပေစွာတကားဣတိဤသို့နှလုံးထား၍ဟောတုံမေဤသင်္ချေသာတို့သည်ဒုဋ္ဌိယာနှစ်သက်ခြင်းကအလမေဝသင်္လှသည်သာလင်သည်အတ္တမနတာယရှင်ပြခြင်းကအလမေဝသင်္လှသည်သာလင်သည်သောမနတာယဝမ်းမြောက်ခြင်းကအလမေဝသင်္လှသည်သာလင်သည်ဤဂေါတမကသုတ်တံဒေသနာတော်မြတ်ဟောလသောအခါမဟာပထဝီမြေကြီးသည်အရှိမှအနောက်သို့စောင်း၍၎င်းအနောက်မှအရှိသို့စောင်း၍၎င်းတောင်းမှမြောက်မှတောင်သို့စောင်း၍၎င်းအောက်အထက်ညှိ၍၎င်းဤ6ပါးသောအချင်းအရာဖြင့်ပြင်းစွာတုန်လှုပ်ခဲ့ပါသည်ဤဂေါတမကသုတ်တံဒေသနာတော်မြတ်ကိုကြားနာလက်ရကဂေါတမကသုတ်တံဒေသနာတော်ကိုကြားနာရ၍ထို900သောယဟန်တော်တို့သည်ထိုနေရာမှာပင်ပฏิသံပိဓာ၄ပါးတို့နှင့်တကွအရဟတဖို့ပေါက်ရောက်တော်မူကြပါသည်ဤအကြောင်းကိုမူလပရိယာယသုတ်တဝန္ဒနာအထကထာကျမ်းများ၌ဣရင်္စသုတ်တံသုတ်တဝါဒေပင်္စတတ္တဘိက္ခုတသမေယဝအာသနေသဟပတိသံပိဓာဤအရဟတံပါပုနေသူဟု၍ဖွင့်ပြခဲ့ပါသည်ဣရင်္စသုတ်တံဤဂေါတမကအမည်ရသည့်သုတ်တံဒေသနာတော်မြတ်ကိုသုတ်တဝါကြားနာရ၍ဒေပိစတတဘိက္ခုထို900သောယဟန်တော်တို့သည်ဒေပိစတတဘိက္ခုထိုပုံနာယဟန်900တို့သည်တသမေယဝအာသနေထိုဂေါတမကသုတ်တံကိုကြားနာရနေရ၌ပင်လင်ပฏิသံပိဓာဤပฏิသံပိဓာ၄ပါးတို့နှင့်သဟတကွအရဟတံရဟတဖို့သို့ပါပုနေသူရောက်တော်မူကြကုန်မည်ဆရာတော်သံဃာတော်အရှင်မြတ်တို့ဖေဟာယနေ့ဖေရတပြည့်ဤမြဖြင့်ယနာပါရစေဖေဟာလျောက်ထားပွဲချက်လက်တို့ကိုနောက်ရက်တို့မှဆက်လက်၍လျောက်ထားပေးရစေဖေဟာ